ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဘာသာကြားကနေဗုဒ္ဓဘာသာကူးပြောင်းလာတဲ့မန္တလေးပါဝါလိုက်တထေးကြီးလူဘဝမှာအောင်မြင်မှုဆိုတာကိုတော့ငွေကြေးချမ်းသာမှုဂုဏ်သိက္ခာကြီးမားမှုတွေနဲ့တိုင်းတာလိရှိကြပေမယ့်အဲအရာတွေအားလုံးကိုတော့ပြပြစွစွပိုင်ဆိုင်ထားပြီးမှရုတ်တရက်ကြောခိုင်းဆွလွန်သွားတဲ့မန္တလေးမြို့ကနမီကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးတူရဲ့ဘဝအလက်ပြောင်းအကြောင်းကိုလည်းတင်ဆက်ပေးသွားပါမယ်ဖြစ်ပါတယ်။မန္တလေးမြို့ရဲ့လျှက်စစ်ပစ္စည်းဖြန့်ချီရေးဈေးကွက်မှာတော့ပါဝါလိုက်လို့ဆိုလိုက်ရင်တော့မသိသူမရှိသလောက်ကိုနေရာတနေရာမှာတော့အခိုင်အမာရယူထားနိုင်တဲ့လုပ်ငန်းကြီးတစ်ခုပဲဖြစ်ပါရဲ့ရှင်။အဲလောက်ကြီးမာတဲ့လုပ်ငန်းကြီးကိုဦးဆောင်နေတဲ့ပိုင်ရှင်တတိကိုလင်းစောအောင်ဟာအခုခါမှာတော့စီးပွားရေးလောကရဲ့အောင်မြင်မှုတွေလောကီစီစဉ်ချမ်းသာမှုတွေကိုခိတခွာကြပြီးအင်မတန်အေဂျင့်နဲ့တရားဓမ္မလမ်းကြောင်းကိုပြပြတသားရွေးချယ်သွားခဲ့ပြီးပဲဖြစ်ပါတယ်။တာမန်လူတွေအနေနဲ့တစ်သက်လုံးရှာဖွေရုန်းကန်နေရတဲ့စီးစိမ်ဥစ္စာပစ္စည်းတွေကိုတော့ဒီလိုလွယ်လွယ်ကူကူဆွလွန်ဖို့ဆိုတာကတကယ်ကိုမလွယ်ကူတဲ့လုပ်ရတစ်ခုပဲဖြစ်ပါတယ်။ကိုလင်းစောအားဟာအများသိကြတဲ့အတိုင်းမူလကအစ္စလမ်ဘာသာဝင်တူပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူဟာမြင့်မြတ်လာတဲ့ဗုဒ္ဓဘာသာဝင်တူဖြစ်ကိုကျေဝင်ကူးပြောင်းခံယူလိုက်ပြီးပဲဖြစ်ပါတယ်။ဒီနေရာမှာပိုပြီးအော်လေးစားစရာကောင်းတာတစ်ခုကတော့ဘာသာကူးပြောင်းရုံနတ်မြေခန့်တက်နဲ့ရက်တက်မနေကြတာပါပဲဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကိုယ်တိုင်ကိုယ်ကြလက်တွေ့ကျင့်ကြံအားထုတ်ဖို့အတွက်သာသနာ့ဘောင်ကိုပါတပါးတဲ့ဝင်ရောက်ပြီးတော့ဗုဒ္ဓတာတော်ယဟန်တပါအဖြစ်ပါခံယူသွားခဲ့ခြင်းကတော့တကယ့်ကိုခိုင်မာတဲ့ယုံကြည်မှုရှိမှသာလုံနိုင်မဲ့ကိစ္စရာတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒီလိုထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ရဲ့ရုတ်တရက်ရွေးချယ်မှုကြောင့်အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့တုံ့ပြန်မှုကြရတဲ့ကအတော်လေးကိုပြင်းထန်ခဲ့တာပဲဖြစ်ပါတယ်။လူသဘာဝအရာအမြင်မတူတဲ့သဘောထားနေရာကိုလည်းရှင်းရှင်းလင်းမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေဘက်ကကြည်မယ်ဆိုရင်တော့တန်တရားဝိစင်ရဲ့ကနေလူမြောက်ဖို့အမတ်တရားကိုရှာဖွေတွေ့ရှိသွားတဲ့သာသနာအနဝင်သေးတပါအတွက်အတိုင်းမသိဝမ်းသာကြည်နူးနေကြပါရဲ့ရှင်။ Facebook တခွင်မှာလည်းဝမ်ပက်တတာတာရုခေါ်ဆိုဂုဏ်ပြုနေကြတဲ့ post တွေမက်ချက်တွေနဲ့ပြည့်နေပြီးတော့လဲကြိုးစိုးနေကြတာကိုတော့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့သူရင်ကတက်ဝင်ယုံကြည်ခဲ့တဲ့အစ္စလမ်အတိုင်းဝိုင်းကြားမှာတော့ဒီလောက်ရောက်ပေါ်မှာတော့တုံ့လုံးမှုတွေစိတ်မကောင်းဖြစ်မှုတွေအများအပြားရှိနေကြတာပဲဖြစ်ပါတယ်ရှင်။မိမိတို့ရဲ့ဘာသာဝင်တွေကနေငွေကြေးဂုဏ်သိက္ခာဩဇာတိကမပြည့်စုံတဲ့လူတစ်ယောက်ကအခုလိုကူပြောင်းသွားတဲ့အတွက်နှမျောတတဖြစ်ကြသလိုတချို့သောမချက်တွေမှာဆိုရင်တော့စိတ်ဆိုးဒေါသထွက်ပြီးတော့ပြင်းပြင်းထန်ထန်ကိုဝေဖန်ရှုတ်ချနေကြတော့မျိုးကိုလည်းတွေ့နေရတာပဲဖြစ်ပါတယ်။ဒါဟာလူသဘာဝအရာမိမိအတိုင်းဝိုင်းကအင်အားတစ်ခုဆုံးရှုံးသွားတယ်လို့ခန်းစားရတဲ့အခါဖြစ်ပေါ်လာတတ်တဲ့လွမ်းဆွမှုနှမျောမှုရောရှက်နေခဲ့တဲ့တုံ့ပြန်မှုတွေလိုပဲသုံးသပ်ရမှာပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ကိုယ်ပိုင်ယုံကြည်ချက်နဲ့ရွေးချယ်ခွင့်ဆိုတာကလူသားတိုင်းရဲ့မွေးရပါအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။လူတစ်ယောက်ဟာသူ့ဘဝရဲ့အေဂျင့်မှုတန်တရားအတွက်အပြေရှားမှုကိုသူမှန်ကန်တယ်လို့ယုံကြည်ရလမ်းကြောင်းကနေတဆင့်လွတ်လပ်စွာရှောက်ဖွေပိုင်ခွင့်အပြည့်အဝရှိပါတယ်။ online ပေါ်မှာတော့ဝေဖန်မှုတွေဂုဏ်ပြုမှုတွေအငြင်းပွားမှုတွေဘလို့ပဲဆူညံနေပါစေ။သူ့ရဲ့တရားဓမ္မရှာမိတဲ့ခီလန်ကတော့အေဂျင့်စွာနဲ့စတင်နေခဲ့ပြီးပဲဖြစ်ပါတယ်။ပြင်ပလောကရဲ့ဆူညံမှုတွေပူလောင်မှုတွေလောဘဒေါသမောဟတွေကနေယုံထွက်ပြီးတော့တန်တရားဝိစီရဲ့ကနေလွတ်မြောက်ဖို့အားထုတ်နေတဲ့ယဟန်တပါရဲ့ဘဝဟာအင်မတန်မှအေဂျင့်မှုများလာတာပဲဖြစ်ပါတယ်ရှင်။ကဲဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့ရောမန္တလေးမြို့ကပါဝါလိုက်တထေးကြီးဘာသာကြားကနေဗုဒ္ဓဘာသာကိုကူးပြောင်းပြီးတော့ယဟန်ဝတ်သွားတဲ့ဖြစ်ရပ်ပေါ်မှာတော့ဘယ်လိုရှုမြင်သုံးသပ်မိကြပါသလဲရှင်မိမိတို့ရဲ့အမြင်လေးတွေကိုလည်းကိုမပေါက်မှာတော့လွတ်လွတ်လပ်လပ်ပြောပြပေးသွားကြပါဦးနော်။